Robocop မြို့တစ်မြို့မှာပြစ်မှုတွေတိုးလာပြီးလူတွေကြောက်ရွံ့နေကြတဲ့အချိန်မှာရဲရရှိ Alex Murphy ဆိုသူကတရားမျှတမှုကိုအမေးကာကွယ်ကိုဆုံးဖြတ်ထားသူဖြစ်ခဲ့တယ်။သူဟာ NDA ရှိတဲ့လမ်းမော်တွေထဲမှာတောင်လူတွေကိုကာကွယ်ဖို့မရှောင်မတိန်လှုပ်ဆောင်နေသူပါ။တနေ့မှာတော့ NDA ကြီးတဲ့ဒုစရိုက်တို့စုကိုဖမ်းဆီးဖို့ mission တစ်ခုမှာသူအလွန်ပြင်းထန်စွာထိခိုက်ဒဏ်ရာရသွားတယ်။လူအများကသူမသက်ရှင်နိုင်တော့ဘူးလို့ထင်ခဲ့ကြပေမဲ့နီးပညာကုမ္ပဏီတစ်ခုကသူ့ကိုစမ်းသပ် program တစ်ခုအတွက်အသုံးချဖို့ဆုံးဖြတ်ခဲ့တယ်။သူ့ကိုစပိုက်ဆိုင်ရာခန္ဓာကိုယ်နဲ့ပြန်တီးဆောက်ပြီးလူသားအုံနောက်နဲ့စက်ရုပ်စွမ်းအားပေါင်းစပ်ထားတဲ့ရဲတစ်ဖွဲ့အသစ်အထစ်ပြန်လဲဖန်တီးခဲ့ကြတယ်။ဒီလိုနဲ့ Robocop ဆိုတဲ့အမည်နဲ့ပြန်လဲထွက်ပေါ်လာခဲ့တယ်။မြို့တော်ထဲကတာဝန်များRobocop ဟာလမ်းမတွေကိုလှည့်လီစောင့်ကြည့်ပြီးပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးလူတွေကိုကာကွယ်ပေးတယ်။တရားမျှတမှုကိုပြန်လဲတိဆောက်စတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့တယ်။သူ့ရဲ့စက်ရုပ်မျက်လုံးတွေက NDA တွေကိုချက်ချင်းခွဲခြားသိနိုင်ပြီးသူ့ရဲ့တန်မဏီခန္ဓာကိုယ်ကကြီးစံတွေကိုတောင်ခံနိုင်ရရှိတယ်။လူတွေကသူ့ကိုကြောက်ရွံ့တယ်လို့ယုံကြည်လာကြတယ်။လူသားအမှတ်တရများဒါပေမဲ့သူ့အတွင်းမှာတော့လူသားအမှတ်တရအချို့ပြန်လဲပေါ်လာခဲ့တယ်။မိသားစုမိတ်ဆွေသူ့အရင်ဘဝရဲအဖြစ်ဒီအမှတ်တရားတွေကသူ့ကိုစက်ရုပ်တစ်ခုထက်ပိုပြီးလူသားဆန်စေခဲ့တယ်။တနေ့မှာသူ့ကိုဒဏ်ရာရစေခဲ့တဲ့ပြစ်မှားအုပ်စုကိုပြန်တွေ့တဲ့အခါသူ့ရဲ့တာဝန်နဲ့ကိုယ်ပိုင်အတိတ်ကြားမှာရင်းဆိုင်ရတယ်။ဒါပေမဲ့ Robocop ဟာကိုရေးကိုတာမဟုတ်ဘဲတရားမျှတမှုကိုရွေးချယ်ခဲ့တယ်။အဆုံးမှာတော့မြို့ကလူတွေ Robocop ကိုစက်ရုပ်မဟုတ်ဘဲသူတို့ကိုကာကွယ်ပေးတဲ့အဆောင်ရှောက်တရားအဖြစ်မြင်လာကြတယ်။ Robocop ကလည်းသိလာခဲ့တယ်။စက်ရုပ်ခန္ဓာကိုယ်ထဲမှာလူသားစိတ်ထက်ရှိနေတဲ့ရွေးကတော့တရားမျှတမှုကိုကာကွယ်နိုင်တယ်ဆိုတာကိုပါပဲ။